အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ဖုန်းထဲကိုကောင်းတဲ့ကြော်ညာတွေရောမကောင်းတဲ့ကြော်ညာတွေရောဒီလိုမျိုးကြော်ညာတွေဘောင်းစုံတက်လာတာကိုကျွန်တော်တို့ဖုန်းထဲကနေဘယ်လိုမျိုးအဆင့်ဆင့်ပိတ်သွားမလဲဆိုတာကျွန်တော်ပြောပြတာမှာဖြစ်ပါတယ်ဒီရဲ့ဗီဒီယိုမှာကျွန်တော်setting 3ခုကိုကျွန်တော်ပိတ်ပြထားပါမယ်အားလုံးပဲမင်္ဂလာပါ IDK Let's ကနေကြိုဆိုပါရစေနေပညာနဲ့ပတ်သက်တဲ့အသုံးဝင်တဲ့ဗဟုသုတတွေကိုလွယ်လွယ်နဲ့နားလည်အောင်ဖော်ပြပေးနေပါတယ်အသစ်ထွက်တဲ့ app တွေအသုံးတဲ့နေလန်းတွေကိုတစ်ခုချင်းစီသုံးပြပြောပြပေးမှာပါပံ့ပိုးမှုအတွက်စိတ်တိုင်းကြ channel လေးကိုဝင်ကြည့်ပေးကြဖို့တောင်းဆိုပါရစေဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုစလိုက်အောင်အရင်ဆုံးကျွန်တော်ပထမဆုံး setting ကိုကျွန်တော်တော့ပိတ်ပြပါမယ်နော်အရင်ဆုံးကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းထဲမှာ Gmail ဆိုတဲ့ application ကိုကျွန်တော်လိုက်ရှာပေးပါ Gmail ဒီရဲ့ M ပုံစံလေးနဲ့ပေါ့နော်ဒီဟာကိုကျွန်တော်တို့အရင်ဆုံးနှိပ်လိုက်ပါဒီလိုမျိုး Gmail ထဲရောက်လာပြီဆိုရင်ကျွန်တော်တို့ညာဘက်တောက်ဆိုမှကျွန်တော်တို့ရဲ့ icon ပုံစံလေးရှိမယ်ပေါ့နော်ကိုယ့်ရဲ့ profile ပုံစံလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါဒါမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့ manage your Google account ဆိုတာကျွန်တော်တို့နှိပ်ပေးရမယ် Google account ကျွန်တော်တို့ပြင်ဆင်မယ်ပေါ့ဗျာ Okay ဒါဆိုရင်ဒါမျိုးပေါ်လာပြီပေါ့နော်ဒါမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့ညာဘက်တောင်ဆိုမှာ man blue ပုံစံလေးနဲ့ဒီရဲ့ search icon ပုံစံလေးကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ Google နဲ့ပတ်သက်တဲ့ setting တွေအကုန်လုံးကြာလာပါပြီဒီထဲမှာကျွန်တော်ကကြော်ညာကိုပိတ်ရှင်တဲ့အတွက်ကျွန်တော်တို့ AD ပေါ့နော် add setting ဆိုတာကျွန်တော်နှိပ်ပေးရမယ် add setting ကိုနှိပ်ပြီးရင်ဆိုရင်ကျွန်တော်တို့က add personalization is on ဒီဟာလေးကိုကျွန်တော်တို့တစ်ချက် off ပေးရမယ်ပေါ့နော်10ဒီ keep on နဲ့10 on ရှိရယ် keep on ဆိုတာဒီတိုင်းဆက်လုပ်မယ်လို့ပြောတာပါ10 off ဆိုတာကျွန်တော်တို့ဒီကြော်ညာလေးပိတ်မယ်လို့ပြောတာပါ10 off ဆိုတာလေးကျွန်တော်နှိပ်ပေးပါ got it ဆိုတာလေးနှိပ်ပေးပါ okay ဒါဆိုကျွန်တော်တို့က setting တစ်ခုကိုပိတ်လိုက်ပြီပေါ့နော်ပိတ်လိုက်ပြီဒါဆိုရင်ကျွန်တော်တို့ပြန်ထွက်လိုက်မယ်ကျွန်တော်တို့ဒုတိယ setting တစ်ခုကိုသွားမယ်ဒုတိယ setting ကတော့ကျွန်တော်တို့ Google နဲ့ပတ်သက်တာပဲဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ရဲ့ဖုန်းမှာ setting ဆိုတာရှာမယ် setting ဆိုတာရှာမယ်ပေါ့နော်ဒီမှာ setting ပေါ့ပြီးရင်ကျွန်တော်တို့ဒီရဲ့အောက်ဆုံးဆွဲချလိုက်ပါအောက်ဆုံးဆွဲချလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ Google ပုံစံလေးနဲ့ပေါ့နော်သူက Google service လို့ရေးထားတယ်ဒီဟာကိုကျွန်တော်တစ်ချက်လောက်နှိပ်ပေးပါဒီလိုမျိုးနှိပ်ပြီးဆိုတာနဲ့ကျွန်တော်တို့ကြော်ညာဆိုတာ ADS လို့ခေါ်ပါတယ်ဒီ ADS ကိုကျွန်တော်တစ်ချက်နှိပ်ပေးပါနှိပ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ဒီရဲ့ reset advertising ID ဆိုတာနှိပ်ပေးရမယ်ပြီးရင်ကျွန်တော်တို့ confirm ပေးပါဒါဆိုရင်ကျွန်တော်တို့ setting နှစ်ခုလုပ်ပြီးတော့ပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ setting 3ခုမြောက်ကိုသွားမယ် setting 3ခုမြောက်ကကျွန်တော်တို့အခြားမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ Chrome browser တွေကိုသွားပါမယ်ကျွန်တော်တို့ browser တော်တော်များများဖုန်းရဲ့ notification တွေကကျွန်တော်တို့ Chrome browser ကလာတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ Chrome browser တွေက setting ကိုကျွန်တော်တို့တပ်ပိတ်မယ် Okay ဒါမျိုးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့အရင်ဆုံးအပေါ်ဆုံးညာဘက်တောင်ဆုံးမှာကျွန်တော်တို့ asset 3 set ကိုတွေ့ရပါလိမ့်မယ်ဒီ asset 3 set ကိုကျွန်တော်တို့နှိပ်ပြီးရင်ကျွန်တော်တို့ setting ပေါ့နော်ဒီအောက်ဆုံးမှာ setting လို့ရေးရတယ်ဒါကိုတစ်ချက်နှိပ်ပေးပါဒါမျိုးပေါ်လာပြီဆိုရင်ကျွန်တော်တို့ကအောက်ကိုဆွဲချပေးပါပြီးတော့မှကျွန်တော်တို့ SID site setting ပေါ့နော်ဒီရဲ့ site setting ကိုကျွန်တော်တို့ဝင်လိုက်မယ်တစ်ချက်နှိပ်လိုက်ပါပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကြော်ညာနဲ့ပတ်သက်တာရှာမယ်ပေါ့နော်ဒီရဲ့ Google မှာကျွန်တော်တို့ ADS ဒီမှာ ADS ပေါ့ဒီဟာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးပါသူကကြော်ညာလေးကိုကျွန်တော်တို့ဝင်မယ်လို့ကျွန်တော်တို့ allow လုပ်ထားတယ်ခွင့်ပြုထားရပါတော့ဒါကြောင့်မို့ကျွန်တော်ရဲ့ဖုန်းထဲကိုအဲ့လိုမျိုးကြော်ညာတွေတက်နေတာဖြစ်ပါတယ် Chrome ကလာတဲ့ကြော်ညာတော်တော်များများမကောင်းတဲ့ကြော်ညာတွေဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့လုံးဝမဖွင့်သင့်ပါဘူးဒီရဲ့ကြော်ညာတွေကျွန်တော်တို့တစ်ခါတလေနှိပ်မိရင်လဲကျွန်တော်ရဲ့ဖုန်းထဲကို virus ဝင်သွားနိုင်ပါလေဒါကြောင့်မို့ဒီ setting လေးကိုပိတ်ပေးပါ allow ဒီနေရာမှာကျွန်တော်တို့တစ်ချက်လေးဆွဲလိုက်ပါတော့ဒါဆိုရင်ကျွန်တော်တို့ Chrome ကကြော်ညာတက်တာကိုကျွန်တော်တို့ပိတ်ပြီးရပါပြီဒါဆိုရင်ကျွန်တော်ဒီနေ့ဒီ setting 3ခုကိုပြောပြပေးတော့တာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်နောက်ဗီဒီယိုတွေမှာလည်းဒီလိုမျိုးဤပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်တင်ဆက်ပေးတော့ပါမယ်အားလုံးပဲကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်